လူတယောက်ဟာသူ့သားရဲ့ဦးကောင်းခွန်ကိုဘေ့စ်ဘောတုံးနဲ့ရိုက်မိလို့ထောင်ဒဏ်တစ်သက်ချမှတ်ခံခဲ့ရပါတယ်။သူဟာ9 နှစ်ကြာထောင်ထဲမှာလမ်းလျှောက်နေတဲ့အလောင်းလိုနေထိုင်ခဲ့ပြီးသူ့အဖြစ်တွေကိုပေးဆက်ခဲ့ပါတယ်။တနေ့မှာသူ့ရဲ့ရောင်းမဟောင်းကသူ့ကိုဧည့်သည်ခန်းရဲ့ကြီးကားမှန်ကနေတဆင့်အပန်းဖြေဥယျာဉ်တစ်ခုမှာတခြားတစ်ယောက်ရဲ့ဓာတ်ပုံတစ်ပုံကိုပြသခဲ့ပါတယ်။ဓာတ်ပုံရဲ့မှုံဝါးနေတဲ့နောက်ခံမှာ9 နှစ်ကကွယ်လွန်သွားတဲ့သူ့သားနဲ့တပုံစံနဲ့ကောင်လေးတစ်ယောက်ရက်နေပြီးဘဲဘက်ပါပြင်မှာမွေးရပါအနီရောင်မှတ်အသားထီတောင်ရှိပါတယ်။သူသားအသက်ရှင်နေသေးရင်ဒီလောက်ပြီးပြည့်စုံတဲ့နာကိုက်ညီမှုနဲ့သူမြုပ်နှံခဲ့တဲ့အလောင်းကဘသူလဲဒီနေ့ဇလန်းကိုကြိုးဆိုပါတယ်။ဒီဇလန်းရဲ့ဇက်အိမ်ကအေးဆက်တဲ့ခွဲစိတ်ထားတစ်ချောင်းလိုပါပဲ။တရားစီရင်ရေးစနစ်ရဲ့ပြီးပြည့်စုံတဲ့မျက်နှာစာကိုတိကျစွာဖျက်တောက်ပြီးလူတဘာဝရဲ့အနှက်ဆိုင်ဆုံးနားမလည်နိုင်စရာအကောင်းဆုံးအမောင်ထုကိုစုပ်ဖြစ်ပါတယ်။ဒါက R1 Carbon ရဲ့စိတ်လှုပ်ရှားဖွယ်လက်ရမြောက်တဲ့ငါမင်းကိုရှာမဲရဲ့ဇလန်းကိုစတင်ပါတယ်။တစ်ချိန်က Boston ကတိုမှာလေးစားခံရတဲ့ဥပဒေပါမောက္ခ David Boyle ဟာအခုဆိုရင်လိမ္မော်ယောင်ကြားစီကိုဝစ်ဆင်ထားပြီး Briggs Correctional Facility ရဲ့အကာအကွယ်ခန်းမှာအကျဉ်းချခံထားရပါတယ်။ဒီမှာသူ့မိသားစုအပါအဝင်ဧည့်သည်အားလုံးကိုညှင်းပယ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာကံကြမ္မာကိုခံထိုက်တယ်လို့ခံစားရလို့ပါ။ David ကအဲ့ဒီညကစင်ကြံရဲ့တစ်ဖက်ချမ်းမှာအိတ်ခဲ့ပြီးလူတက်မှုမကျူးလွန်ခဲ့ဘူးလို့အခိုင်အမာပြောဆိုနေပေမဲ့တပ်တွေအထောက်ထားအားလုံးဟာသူ့ကိုရှက်ရွံ့မှုရဲ့တိုင်နဲ့ချီနှောင်ထားပါတယ်။အတင်းအကျပ်ဝင်ရောက်ခဲ့တဲ့လက္ခဏာမတွေ့ရပါဘူး။လူသက်လက်နက်မှာသူ့ရဲ့လက်ပွေရာတွေပဲပါရှိပါတယ်။အိမ်နီးချင်းတွေကတော့ဒေးဗစ်ဟာသူ့ရဲ့နောက်ဖေးခြံထဲကတောအုပ်ထဲမှာတစ်ခုခုကိုမြုပ်နှံနေတာကိုမြင်ခဲ့တယ်လို့တရားရုံးမှာထွက်ဆိုခဲ့ကြပါတယ်။အဆိုးရွားဆုံးကတော့ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အလောင်းရဲ့ဒဏ္ဍစစ်ဆေးမှုရလဒ်တွေကသူ့သားမက်တရိုးနဲ့လုံးဝကိုက်ညီပါတယ်။ဒီလောက်များပြားတဲ့တပ်တွေအထောက်ထားတွေနဲ့ရင်ဆိုင်ရတဲ့အခါဒေးဗစ်ကခုခံမှုကိုဆွတ်လွတ်လိုက်ပါတယ်။ဖခင်တယောက်အနေနဲ့သူ့သားကိုမကာကွယ်နိုင်ခဲ့တဲ့အတွက်ထောင်ထဲမှာပုတ်တိုးသွားတားရတာတသက်တကျွန်းပြစ်ဒဏ်ခံရမယ်လို့ခံစားရပါတယ်။9 နှစ်အရွယ်မှာသူ့ရဲ့ရောင်မဟောင်းရေချယ်ရုတ်တရက်လာလဲတာကဒေးဗစ်ရဲ့တေမင်းကဘာကိုလုံးဝဖျက်ဆီးပစ်လိုက်တယ်လို့ပါပဲ။ဧည့်သည်ခန်းမှာဒီထိတ်တိုက်ရင်ဆိုင်မှုကိုဖြည်းဖြည်းချင်းလေ့လာကြည့်ရအောင်။ရေချယ်ဟာတစ်ချိန်ကစုံစမ်းထောက်လှမ်းရေးသတင်းထောက်ကောင်တစ်ယောက်ပါ။သူမဟာအတိတ်ကိုပြန်ပြောင်းတတိယဖို့တင်မဟုတ်ပဲဒီလမ်းကိုရောက်လာခဲ့တာပါ။သူမဟာဖန်ခွက်ပေါ်မှာတပ်ပုံတစ်ပုံတင်ထားခဲ့ပါတယ်။ဒေးဗစ်ကအစပိုင်းမှာလှောင်ပြောင်ခဲ့ပေမဲ့နောက်ွယ်မှာလူကြဒီတယောက်ရဲ့လက်ကိုကင်ထားတဲ့ကောင်လေးကိုမြင်လိုက်ရတဲ့အခါဒေးဗစ်ရဲ့အသက်ရှူတန်တွေမမှန်ဖြစ်လာတယ်။ဒေးဗစ်ရဲ့အမူအရာတွေပြောင်းလဲသွားတာကိုသတိပြုကအစပိုင်းမှာခုခံကာကွယ်လူစိတ်နဲ့လစ်လူရှုမှုကနေမျက်စံတွေတုန်ခါလာတာပြီးတော့မျက်လုံးတွေနီးရဲပြီးနှုတ်ခမ်းတွေတုန်ခါလာတာအထိပါဒါကအလွန်ညွန်ပြတဲ့စမ်းသပ်မှုတစ်ခုပါ။ရေချယ်ကဒေးဗစ်ရဲ့တုတ်ပြန်မှုကိုစစ်ဆေးနေပါတယ်။ဒေးဗစ်တာတကယ်ပဲလူသက်သမားဆိုရင်တပ်ပုံကိုတိုက်ဆိုင်မှုတစ်ခုလိုပဲမြင်လိမ့်မယ်။ဒါပေမဲ့ဒေးဗစ်ရဲ့တုတ်ပြန်မှုကတော့6 ကန်းပါထဲကချီမြင်တစ်ခုကိုစုပ်ကင်ထားတဲ့စိတ်ပြအားငယ်နေတဲ့ဖခင်တယောက်လိုပါပဲ။ရေချယ်ကဖန်ခွက်ကိုထောင်ချောက်ဆင်ပြီးထောင်ချောက်ဆင်ထားတဲ့တားရဲတကောင်လိုအော်ဟစ်လိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီညမှာသူနိုးလာတဲ့အခါသူ့သားတည်ဆုံးသွားပြီဆိုတာဘသူထက်မဆိုသူပိုတီးလို့ပါဒါပေမဲ့တည်ဆုံးသွားတဲ့ကောင်လေးကမက်တရူးမဟုတ်ဘူးဆိုတာ1000မှာ1000ဖြစ်နိုင်ခြေတောင်ရှိရင်တောင်ဘလို့လုပ်မလဲတပ်ပုံရဲ့အတွင်ပြင်ကပထမဆုံးဒိုမီနိုကိုပြိုလဲသွားစေပြီးအရင်ကငြိမ်သက်နေတဲ့အခြေအနေမှာလိုင်းထန်တဲ့ရေစီးကြောင်းတစ်ခုကိုချက်ချင်းနှိုးဆွပေးလိုက်တယ်လို့ပါပဲဒေးဗစ်ဟာထောင်ထဲမှာယာတုအမြင့်ဆုံးအရာရှိဖြစ်ုံသာမကဒေးဗစ်ရဲ့ဖခင်ရဲ့ရဲဘော်ရဲဘက်ဟောင်းဖြစ်သူထောင်မှုဖိလစ်ကိုရှာတွေ့ခဲ့ပါတယ်သူ့ရဲ့ဆက်သွယ်မှုတွေကိုအသုံးပြုပြီးဒေးဗစ်ကိုနှစ်ပေါင်းများစွာကသူ့ရဲ့အကာအကွယ်အောက်မှာရှိနေအောင်စီစဉ်ပေးခဲ့တာဖိလစ်ပါဒေးဗစ်ကအဲ့ဒီနှစ်ကအမှုတွဲဖိုင်ကိုရယူဖို့ဖိလစ်ကိုအကူအညီတောင်းခဲ့ပြီးအဲ့ဒီညမှာတခြားသူတွေရှိနေတယ်လို့တန်တရားဝင်ခဲ့ပါတယ်ဒါပေမဲ့ဖိလစ်ရဲ့တုတ်ပြန်မှုကစိတ်ဝင်စားစရာကောင်းပါတယ်